တောင်ကြီးရောက်တော့အပူရှောင်းတော့အပူရှောင်းဘယ်မှာလာရှောင်းလဲဆိုရင်တောင်ကြီးမှာမနီးမဝေးကဒါပါဆယ်လေညုံမီဆယ်မှာကျွန်တော်တို့ကအပူလာရှောင်းတာဗောနော်အပူလာရှောင်းတာဆိုတာတဲ့နေတော့ပူတာဗောနော်တကယ်ကတော့အပန်းလာဖြည့်တာဗောကျွန်တော်အခုကညုံမီဆယ်ရောက်နေတယ်ဆိုတော့ကျွန်တော်လည်းသူညုံမီဆယ်လိုက်ကြည့်လိုက်ရကျွန်တော်အရှိမရှိရဲ့ညုံမီဆယ်ပဲဖြစ်ပါတယ်ဒါပေမဲ့အမိုက်တော့တီးခံပြီးကြည့်ပြီဗောနော်အမိုက်တော့ရိုးရအရာလူများရင်ဖြစ်ကလတ်ဆန်ပြစ်ကြတာဗောဒါတော့တဘာဝပဲဒါတော့ပြင်လို့မရဘူးเนาะအဲ့တခုတော့ရှိတယ်ဒါတော့ညုံမီးဆယ်ဖြစ်ပါတယ်ဒီရှင်းမအကြောင်းငါးများတဲ့လူတွေရှိရပြငါးများနဲ့ရှင်ငါးများတဲ့လူတွေကိုတမီးကြည့်မယ်ငါးရမရဘူးခုနကကျွန်တော်မေးရအောင်เนาะဒီဟာငါးများတဲ့လူကကင်မရာအရိုက်မခံဘူးเนาะဒီလိုဟာကြောင့်နည်းကင်မရာကြောက်တဲ့ထဲပါတာဗောเนาะတိုင်ရင်သားဆိုတော့ကင်မရာကြောက်တာဗောအဲ့လေကျွန်တော်မေးကြည့်လိုက်ရပါတော့ငါရလားမရလားဆိုရင်တော့ကန်ပဲဆိုင်တာဗောနော်တစ်ခါလေလည်းရတယ်တစ်ခါလေလည်းမရအောင်ဟုတ်လားဟုတ်တယ်မလားဘာငါလဲဆိုငကျင်းနေနော်သူတို့ဘာနဲ့များတော့ငါစားခွဲနဲ့ဖွဲဆန်နော်ခွဲနဲ့ဆန်နဲ့လုံပြီးတော့အဲ့ဟာနဲ့ပဲများနော်ဒီနေခမ်းပြောဟာကျတော့ဒီနာကျတော့ပြောင်းပြန်ဗောနော်မိုးရဒီဆိုရင်ရေခမ်းတယ်နွေရာဒီဆိုရင်ရေမခမ်းအောင်နော်ရေပြည့်ရဲ့ဘာတဘောတရားလဲတော့မသိကျွန်တော်ဒီတဲ့လူဆိုရင်တော့ပြောပြပေးကြည့်ပါနော်ဒီညုံမီဆက်ရနေနေတူပေါ့နော်သူရဲ့တဘောတရားကျွန်တော်တို့လည်းမသိဘူးဒီငါးများနဲ့အကိုကပြောပြပါနော်ဟိုရောက်နေတာပေါ့နော်ညုံမီဆက်ရဲ့မြောက်ဖက်မှာဆိုရင်ဟိုစီဒီကုန်းတွေ့ရမှာဗျ SCD ကုန်းမို့ရောက်နေတာပေါ့နော်ဒီညုံမီဆက်ဖက်မှာဆိုရင်အနာတဝိုက်ဆိုရင်ဒီ CD ကုန်းကတော့အမြင့်ဆုံးပဲဗျကျွန်တော်အနောက်မှာရှိတဲ့ CD ကုန်းပေါ့နော်ဒီ CD ကုန်းကတော့ညုံမီဆက်တဝိုက်မှာဆိုအမြင့်ဆုံးပဲဗျဒီပေါ်တက်လာပြီးမှရှုခင်းလေးကြည့်မယ်ဆိုရင်လုံးဝ360 ဒီဂရီရှုခင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင်ကျွန်တော်တော့အမြင့်ဆုံးနေရာရောက်နေရပါတော့ဒီညိုမီတဝိုင်းမှာရှိတဲ့ဂုံးပေါ့နော်ဂုံးအမြင့်ဆုံးမှာရောက်နေတာဖြစ်ပါတယ်ဒီဂုံးမှာစီဒီတဆူလဲတည်ထားပါတယ်ဗျအဲ့ပေါ်မှာရောက်နေတာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီရဲ့တောင်ကုန်းထိပ်ပေါ်ကနေမြင်ရတဲ့ရှုခင်းကိုလိုက်ကြည့်လိုက်အောင်ကျွန်တော်အခုဒီအရှိမမြင်နေရတော့အရင်ကထင်ရှူတော့ပေါ့ထင်ရှူတော့ဆိုရင်တခါတည်းမလားခစ်စားလိုက်တယ်ဟုတ်မလားဟုတ်တယ်ထင်ရှူတော့ဆိုပြေးပြီးမပေါ့ဓာတ်ပုံတွေတော့ရိုက်ကြတယ်တစ်တော့တွေတော့စော့ကြတာတော့ဟုတ်တယ်မလားလောလောဆယ်ကတော့နွေရာသီဆိုတော့ဒီမြက်တွေကတော့6ပါတော့6တော့ဒီထင်ရှူတော့တိတ်ပြီးတော့မပေါ်ဘူးလို့ဖြစ်နေပါအော်မပေါ်တော့နော်โอเคအဲ့ဘယ်နေရာမှာရှိတယ်ကျွန်တော်ပြောမယ်ကျွန်တော်ရဲ့မျက်နှာချင်းဆိုင်မှာရှိနေရပါတော့ကြည့်လိုက်ရဟုတ်ကဲ့ဟိုးနေရာမှာပဲဖြစ်ပါတယ်ထင်ရှူတော့ကနေအခုကကျတော့နွေရာသီဆိုတာတော့မြက်လေး6နေရာပါတော့မစိမ့်ဆိုပဲနဲ့အမှဟိုးနေရာမှာပေါ့နော်အဲ့နာတော့ထင်ရှူတော့ပေါ့ဒီတောင်ကုန်းကနေဆိုရင်တည်ရမလားလမ်းလျှောက်ပြီးလာလို့လည်းရတယ်စံကယ်စီပြီးမှလာလဲရတယ်ကားစီပြီးမှလာလဲရတာပေါ့နော်โอเคကျွန်တော်အခုကတော့ဒီတောင်ကုန်းပေါ်ကနေညုံမီးဆက်ကိုမြင်တွေ့ရမယ်မြင်ကွင်းကိုရောက်နေပါတော့ဒါပေမဲ့ဒီမြင်ကွင်းကိုမကြည့်ခင်ပေါ့နော်စီကန်ချက်တစ်ခုကတ်ထားရှိပါတယ်ကျွန်တော်နဲ့အတူလိုက်ဖတ်လိုက်အောင်စီကန်ချက်ဆိုမကြော်ရနဲ့နော်လိုက်နာပါရမှာနော်တတိပေကျင့်ညာချင်းနဲ့တာဒနာနယ်မြေတွင်အရက်သိစာတောက်စာချင်းမပြုတ်ရအောင်နော်စုံတွဲများမဖွဲ့ရမပြုတ်ရဘူးပြီးအမိုက်မပြည့်ရဘူးပြီးရင်စူညံဆဲဆိုချင်းမပြုတ်ရအောင်နော်ဒါကတော့ကတ်တင်တယ်ဗျပြီးရင်ဒီရဲ့ဘယ်လိုပြောမလဲဒီရဲ့ဘယ်လိုပြောတတိပေးစာတော့ကတ်တင်တယ်ဗျအရက်သေးစာတောက်မယ်ဆိုရင်ဒါတောင်ကုန်းနေဟုတ်တယ်မလားတောင်ကုန်းဆိုရင်လိန်ကျသွားနိုင်တယ်ဗျတည်ရမလားပြီးရင်စိတ်ဒီလည်းရှိတယ်ဖရာကြောင်လည်းရှိရဆိုတော့မတင်တော့ဘူးเนาะအစုံတွဲလေးလာရင်တော့အဲ့လိုမတင်တော့ဘူးเนาะပြီးရင်ကြီးကျယ်အော်ဟစ်အော်ကျယ်လေးလုံးလို့မရအောင်เนาะဆောင်းပေါက်လေးယူလာလို့မရအောင်ယူလာရှင်းနေဆိုရင်ညိုမီးဆက်ဖက်သွားမှရမှာဖြစ်ပါတယ်ဒါတော့ဒီမှာတတိပေးကြော်ညာထားတာပေါ့เนาะโอเคကျွန်တော်တို့ကအခုကညိုမီးဆက်ကိုဟိုးအပေါ်ကနေပေါ့เนาะမြင်တွေ့ရမယ်မြင်ကွင်းနေရာကိုရောက်လို့လာပါပြီတော်လေးလာတယ်ဗျ
ကျွန်တော်ပေါ်တာတော့ကြီးရှင်းနေပြီလားကျွန်တော်ကတော့မြင်နေရရင်ကြည့်လိုက်ရအောင် Wow. Wow. Totally. 1 2 3 wow ဒါကတော့ညုံမီးဆယ်ပဲဖြစ်ပါတယ်ညုံမီးဆယ်အနီးနောက်တဝိုင်းမှာဟာကြောင့်ရွာလေးလေးရှိရပါတော့အပေါ်ကနေကြည့်မယ်ဆိုရင်တော်တော်လေးကိုလာတယ်ဗျစိန်လန်းစို့ပြေးနေရပါတော့နီနီကြည့်မယ်ဆိုရင်အမိုက်လေးများပါတယ်ညုံမီရဲ့ဒါတော့အရှိတ်ဘက်ချမ်းမှာဒီမှာညုံမီကန်မှာပြီးညုံမီရဲ့အနောက်ဘက်မှာပါနော်ဒီပေါ်လာရင်ကနေဝင်စီးစာကြည့်မယ်ဆိုလဲရှယ်ပဲဟိုအတွဲတွေတော့လာလို့ရအောင်နော်ဒါပေမဲ့မဖွဲရတော့လာပြုတ်လို့မရဘူးနော်အဲ့လိုရေးထားပါတယ်တပ်ပုံရိုက်လို့ရတယ်ကောင်းကောင်းမွန်မွန်လာမယ်ဆိုရင်တော့ဘာမှမဖြစ်ပါဘူးဗျတော်လေးလာပါရဲ့တော်တော်လေးလာပါတယ်ဒီကောင်းလေးတန်းလေ bro ဘယ်လိုခံစားရအောင်ဒီပေါ်ရဲ့စိတ်ပေါ်လာပါတော့ဒီ feel ရတော်တော်လေးညို့မနေကကြတော့နည်းနည်းမွန်းကျက်တယ်ပေါ့ဒီဖက်လေးမနီမဝေးမှလာတော့ဒီတော်တော်လေးစိတ်ခံစားချက်ပေါ်သွားပါနော်ခံစားချက်ပေါ်သွားစိတ်ဘယ်လိုပြောမစိတ်အပန်းဖြေသွားတာပေါ့ဥမာဒီမြို့ပြမှာရှိတဲ့ KTV တွေဘားတွေတည်းမှာစူညံတန်နေကြခဏထွက်ပြီးမှဒီရဲဘာလဲပြောမညုံမီးဆက်အနီးတစ်ဝိုင်းနာအပန်းလာဖြေရပါဟုတ်ရမလားဟုတ်တယ်ကျွန်တော်အထင်ကတော့လာတင်းပါလေတည်းမလားလာရင်လည်းအကျိုးမရုပ်အောင်ရှုခင်လဲကောင်းကောင်းလေးကိုတွေးရမှာပေါ့နော်ဒီကတော့ဒီစီဒီပေါ်တိုက်တော့ပို့ပြီးတော့ဒီနော်ဂယူဆိုင်ပြီးတက်ပေါ့အမိုက်တွေလည်းရှောက်ပြစ်လို့မရပါဘူးပြီးရင်ရှောက်အော်ကြီးအော်ကျဲတွေလောက်လို့မရပါဘူးเนาะအဲတခုတော့ဂယူဆိုင်ပေါ့เนาะဒီပေါ်မှာတော့အဲ့လိုတွေလောက်လို့မရပါဘူးဒီပေါ်တက်ဖြစ်အောင်တက်ပါအမှပဲဒီရဲ့ဟိုဘိုက်ကိုအပြည့်ဝခံစားတယ်ဟုတ်တယ်ညုံမီးဆက်လာပြီးကြရင်ဒီတောင်ကုန်းပေါ်မဖြစ်မနေတက်လာခဲ့ပါလို့ကျွန်တော်အကြံပြုရဗျ။ဘာဖြစ်လို့ဆိုတော့သူကလမ်းလျှောက်တက်လို့လည်းရတယ်ဆန်ကေလည်းရတာပေါ့နော်။ဒီဘောကနေတက်ပြီးမှရှုခင်းကိုကြည့်မှပဲဒီ360မြင်ကွင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ညုံမီးဆက်ပဲလာမယ်ဆိုရင်ညုံမီးဆက်နာပဲတွေ့ရမှာပေါ့နော်။ဒီပေါ်တက်လာမယ်ဆိုရင်ဒီညုံမီးဆက်တဝိုက်က360မြင်ကွင်းကိုမြင်တွေ့ရမှာပေါ့နော်။တော်တော်လေးလာတယ်ဗျ။ဟုတ်တောင်ကြီးရောက်လို့လေဖြစ်ခဲ့ညုံမီးဆက်ကိုလေဖို့မမေးနဲ့အောင်နော်။လေတင်းတယ်တော့ကျွန်တော်ထင်တာပဲဗျ။ကျွန်တော်ခုရိုက်ပြတဲ့ရှုခင်းနေရောကျွန်တော်တငယ်ရှင်တွေဘယ်လိုမြင်လဲဗျကျွန်တော်ထင်တော့လာလေတင်းတယ်လို့ထင်တယ်ဗျတောင်ကြီးရောက်ရင်တော့လာလေလိုက်ပါတော့မလာလေလဲဘာမှဖြစ်ပါဘူးမလာလေတော့ကိုပဲမသိတာပေါ့နော်လာလေတော့လေပိုကောင်းတာပေါ့ညုံမီးနဲ့တောင်ကြီးဆိုလဲတားကြီးမဝေးဗျဆန်ကယ်ဖြစ်ဖြစ်ကာဖြစ်ဖြစ်မောင်းအောင်10မိနစ်လောက်ဆိုရောက်မှထင်တယ်ဗျအဲ့လောက်ပဲအဲ့လောက်ဆိုရင်တော့လာတင်းတယ်ထင်တယ်ဗျဒီနေ့ကတော့ဒီလောက်ပါပဲဗျအဆုံးထိကြည့်ပေးရကျေးဇူးပါဗျ